ကားမောင်းနေတော့လမ်းရှိမှာမိန်းကလေးတယောက်ကိုတွေးလိုက်ရတာကြောင့်သူချက်ချင်း break အုပ်လိုက်မိပါတယ်ကားပေါ်ကဆင်းပြီးကြည့်လိုက်တဲ့အခါအဲ့ဒီမိန်းကလေးကပျောက်ချင်းမလားပျောက်ကွယ်သွားခဲ့တယ်သူဇဝေဇဝါဖြစ်နေတော့မှပဲအဲ့ဒီမိန်းကလေးကသူ့နောက်မှာရုတ်တရက်ပေါ်လာခဲ့ပါတယ်သူမထိခိုက်မိလားဆိုတာကိုသူအပြေးလွှားစစ်ဆေးပေးပေမဲ့မိန်းကလေးကတော့သူ့တကိုယ်လုံးမှာဖုံးလွှမ်းနေတဲ့နတ်ဆိုးစွမ်းအင်တွေကိုတတိထားမိသွားပါတယ်ဒါကြောင့်သူမကသူ့ကိုနမ်းလိုက်ပြီးအဲ့ဒီစွမ်းအင်ဆိုးတွေကိုစုပ်ယူဖယ်ရှားပေးလိုက်ပါတော့တယ်ချက်ချင်းဆိုသလိုပဲသူဟာတကိုယ်လုံးအားအင်တွေပြေဝလာတယ်လို့ခံစားလိုက်ရတဲ့မိန်းကလေးမှာမိသားစုမရှိဘူးဆိုတာသိလိုက်ရတဲ့အခါသူကပဲမွေးစားဖို့ဆုံးဖြတ်လိုက်ပါတယ်အိမ်ရောက်တဲ့အခါမှာတော့သူ့ရဲ့သားငယ်လေးကညီမလေးရပြီဆိုပြီးအရန်ကိုပျော်နေခဲ့တာပေါ့ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီအိမ်ကလူတိုင်းမှာလည်းနတ်ဆိုးစွမ်းအင်တွေကန့်ညှိနေတာကိုမိန်းကလေးကတွေးလိုက်ရပြန်ပါတယ်သူမကကောင်လေးစီပြေးသွားပြီးအဲ့ဒီစွမ်းအင်ဆိုးတွေကိုမောင်းထုတ်ပေးလိုက်တယ်တကယ်တော့သူ့ရဲ့သားအကြီးဆုံးကအနာဂတ်ကိုမြင်နိုင်တဲ့ထူးခြားအမြင်ရှိသူဖြစ်ပြီးဒီမိန်းကလေးကတာမန်လူမဟုတ်ဘူးဆိုတာကိုတစ်ချက်ကြည့်ုံနဲ့သိလိုက်ပါတယ်တစ်ဖက်မှာလည်းဇနီးဖြစ်သူကမိန်းကလေးကိုစိမ့်စိမ့်ဝါးဝါစောင့်ကြည့်နေခဲ့တယ်သူမကခင်မုန်းဖြစ်သူစီသွားပြီးကိုဝင်ရှိနေပြီမို့ဒီကလေးကိုမမွေးစားကျင်တော့ဘူးလို့အကြောင်းပြညင်းဆိုပေမဲ့ခင်မုန်းဖြစ်သူကတော့အတိအကျမွေးစားဖို့ပဲဆုံးဖြတ်ခဲ့ပါတယ်အပိုင်းနှစ်ကိုဆက်ကြည့်မယ်ဆိုရင်အကောင့်လေးကို like and follow လေးလုပ်ပေးခဲ့ကြနော်